ကန်ဆိုတာစိုးဒီကောင်းဒီမရှိအမြဲပြောင်းလဲတတ်နေကျုပ်အကြောင်းချပြီးရင်ခင်ဗျားတို့စဉ်းစားကြည့်အိမ်ပြန်မှာအလုပ်ပြုတ်ကောင်းဆုံးဖောင်းနေစိတ်ဓာတ်ကောင်းရဲ့ကိုကြောက်သိမကြခင်မှာပဲအမွေတွေတပုံကြီးရာငွေတွေကိုတချို့တော့ဝယ်ပြရလို့ပြီးတငယ်ချင်းလက်တုံးနဲ့တောင်းနောက်မကုန်မြင်မှာပဲဒီကောင်းလင်းပြေးသွားဒီလိုနဲ့တွေ့တဲ့ဆုံးနေပြီးခွေးဖြစ်ပြီးသူတရံပြီးလာကုန်မှာကျွန်တော်ပေါင်းမင်္ဂလာဆုံးတွေသည်လူလည်းကောင်းပြောဆိုသူရိုက်ထားပြခဲ့တာတလိန်ကျော်ရင်ကြီးသာဘနာလိုအားလာပေးတဲ့တယောက်ကတကယ်ကိုနာသမီးအလားနေရတကအကောင်းနဲ့အစောကအမြဲတွေ့ထားတဲ့ဒီချန်တရားဒီမှာယုံကြည်စွာပြမကိုမောင်တွေအများကြီးလူဆိုတာအမြဲကမစိုးနိုင်ဘူးကအမြဲလည်းကောင်းမနေဘူးအသက်တစ်ပြေးပြေးကြည်လာတစ်ပြေးပြေးပေါ်ပြီးပြီလူမမြင်အောင်ခိုးကြောင်ခိုးဝတ်တဲ့မိတော့တော့ဘောတူရဲ့သိပ်ပူစရာမလိုပဲအိမ်အောင်ကြလေ